Yo ကျွန်တော်กินနိုင်မယ်ဖြစ်ပါတယ် Yes ဆိုတော့ကျွန်တော်ဒီနေ့ဂျင်ဖွင့်မှာပေါ့နော်ဂျင်ဖွင့်မယ်ဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော်ဆိုင်ကငှားရမယ် Okay ဗျာကျွန်တော်ရောက်ပြန်ကျွန်တော်နာမည်ကိုဘာပေးကောင်းမလဲစဉ်းစားနေကျွန်တော်စားပဲကြီးတို့ပဲပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်စားပဲကြီးဂျင်ပေါ့ဗျာ Okay ကျွန်တော်စားပဲကြီးဂျင်တို့ပေးလိုက်မယ် Okay ဆိုတော့ကျွန်တော်ဆိုင်နာမည်လေးနဲ့ပေးပါဆိုတော့ကျွန်တော်ဒီဂရင်းပေါက်တွေရင်ဖွင့်ပါနော်သတင်းစာနဲ့ကတ်ထားတာပါလေ Okay ဝက်မှလည်းကြံနေရအောင်နော်ဝက်မှလည်းကြံနေရဆိုတော့ထပ်ဖြဲမယ်ဗျာဖြဲလာမယ် Let's go ကျွန်တော်ပြီးတော့အမိုက်လည်းကောက်အောင်မယ်ဗျာကျွန်တော်ဂျင်ဖွင့်မှုဆိုတော့တော်တော်ခဲပါတယ်ကျွန်တော်အမိုက်တွေတဲပစ်တဲ့မယ်ရော Okay ကျွန်တော်အမိုက်လေးပါလေးတဲထားမယ်ဗျာကြိုးစားနော်ရိုးသားကြိုးစားဖို့တစ်ခွာတော့ပြုတ်ကြနေတယ်နော် Okay ဗျာကျွန်တော်တို့အမိုက်တွေလည်းကျုံသွားပြီဆိုတော့ကျွန်တော်ဒီမှာကြမ်းမရချီတော့ကဒီမှာကြည့်အောင်ရဘယ်ဘက်နဲ့ဘယ်ဘက်ပဲကြည့်ညာဘက်မကြည့်ဘူးတဲ့ what the fuck အောင်ကြီး Okay ကျွန်တော်ဒီမှာတန်ကြီးနဲ့လောက်ပါကျွန်တော်ပစ္စည်းမှားပါမယ်ကျွန်တော်ဒီကောင်လေးဘယ်ကောင်ဝယ်ရမလဲ Okay ကျွန်တော်ပစ္စည်းလည်းမှားပါဆိုတော့ကျွန်တော်ပစ္စည်းတွေနေရာချပါမယ် Okay ပါဒီနားမှာချလိုက်တော့နော်ဒီနားမှာမစိုးပါဘူးများ Okay ကျွန်တော်အရှင်းနားမှာချရွားဆိုတော့ကျွန်တော်ဒီနားဒီမှာယောက်ျားလေးဝတ်လဲခန်းပါနော်ယောက်ျားလေးဝတ်လဲခန်းမှာဒီကောင်ထားမှာလားကျွန်တော်ထည့်ကြည့်လိုက်ဒီကောင်ဒီနားထားမှာဒီနားနည်းနည်းကြောင်ပြောက်တယ်ဗျာဘယ်လိုလုပ်အောင်လဲဘယ်နားထားနေရာမဲ့ကတ်ထားအောင်ကျွန်တော်ဒီတောက်လေးမှာထားလိုက် Okay ရပြီဗျာဒီတောက်ကြောင်တိတ်မမှန်တယ်ကျွန်တော်ဒီကာပါညာရှိရဆိုကျွန်တော်ဒီနားမှာပဲချလိုက်ဒီတောက်ကဟာကျွန်တော်ပြန်ဖြတ်လိုက်နော်ဒီနားမှာထားလိုက်ဘူးထားချ Okay ကျွန်တော်ဒီနားမှာOkay မဟုတ်သေးပါဘူးဒီဘနေရင်တက်နေအောင်ပဲကက်လက် Okay ရပြီဗျာအဲဆိုကျွန်တော်အမိုက်ပုံးလေးပါထားလိုက်နော်ဒီနားမှာဒီကောင်အမိုက်တွေပါလှစ်ပြလို့ရဒီဆိုတော့ကျွန်တော် main လေးဘက်ကိုလည်းတွားလောက်ရပါအောင်မယ် main လေးဘက်မှာတွားလောက်ကျွန်တော်အမိုက်ပုံးရင်ထားလိုက်ထားရွားဆိုကျွန်တော်တို့main လေးတွေကmain လေးတွေ Okay ဒီလိုမျိုးထိုင်ပြီးလဲ Okay နားမှာနှစ်ခု Yes ရပါပြီခင်ဗျာဒီမှာ customer တယောက်လာရောနော်သူက no class တက်မယ်တဲ့ Okay အဲ့ဒါဆိုရပါခင်ဗျာကျွန်တော်သွင်းပေးလိုက်ပါမယ်ကျွန်တော်ချင်းနေရောင်ပရမအောင်စော်လေးလာလာတဲ့ဒါလည်းကျွန်တော်ခွေလေးပေါ့နော် Okay ကျွန်တော်ခွေလေးကျွန်တော်ထိုင်ခိုင်းနားလိုက်မယ်အမေဒီမှာနေအောင်မင်းကြီးမင်းငါးနောက်လိုက်လို့မရခေါင်းလေးပုတ်ပြီးလိုက်ပါဦးမထိုင်နေမှရအောင်နော်တာကြီးမင်းလိန်မှာမှအဆင်ပြေမယ်တာကြီးငါတို့ဒီလုပ်ငန်းကျွန်တော်တက်တော်ဆောင်အနေနဲ့မွေးတာပါခဏလေးဟိုမှအဆင်ပြေရလားမသိရောက်ရေးကွေးပါအောင်နော်မြန်မာလူကြီးပါလို့မြန်မာလူကြီးလဲတာပါအင်းကြီးwhat the fuck ရောက်ရေးဘလူလဲလို့လဲပြီးတော့မသိ Okay ပါရပါတယ် Okay ဒါကျွန်တော်ခွေလေးပါကျွန်တော်ခွေနေမယ်ဆရာခဏနေဦးမှာဟိုတယောက်ဆော့တာအဆင်ပြေရလားအမအဆင်ပြေရလားမသိဒါကျွန်တော်ရဲ့ပရမအောင်ဆုံး customer ဟောနော်ဒါကျွန်တော်ရဲ့ဂျင်ယုံရဲ့ပရမအောင်ဆုံး customer ဆိုတော့တေချာဆက်ဆံပေးရပါတယ်ခင်ဗျာ Okay ဒီမှာ customer နောက်တစ်ယောက်လာပါနော်သူလည်း low class ပဲဗျအဲ့ဒါနဲ့ကျွန်တော်ပေးလိုက်ပါမယ်ခင်ဗျာ Okay ပါခဏနေအထက်တစ်ယောက်ဝင်သွားတယ်ကွာခဏနေကြည့်လိုက်ငါးရှိမှမန်မာနှစ်ယောက်တည်းရှိတယ်သူကဘလူးကြီးတော့ဝစ်လာလဲနေတော့ what the fuck မဟုတ်သေးပါဟိုမအစ်စ်မဟုတ်ဒါအတူကြီးမဟုတ်ရိုက်ပြီးလိုက်ရောက်ရော့ဝါရကျွန်တော်ဂျင်ကိုလာလိန်နေပါတယ်တဲ့ရိုက်ကွာအင်းကြီးတော့မပေါ့ရောက်အင်းကြီးပြန်လိမ့်မှပြေးအင်းကြီးပြန်လိမ့်မှပြေးလိုက်ရိုက်ပြီးတိုင်းတကယ်စားရဗျာကျွန်တော်ဂျင်ကိုစကန်မိုင်းလာပါတယ်တန်ရှင်းလုပ်လိုက် Okay ပါဖနှက်ရ Okay ဆိုတော့ညီမလေးအဆင်ပြေလားကိုကြီးပြပြအောင်ဟိုပါကိုကြီးနီးပြပြအောင်ဒီလိုနဲ့ပြီးတော့ကျွန်တော်ဒီမှာလိုအပ်တဲ့ဟာလေးထပ်ဖြစ်ရရပါတော့ဟာရောင်နေပေါင်းရောင်ဒါဘာကြီးတော့ရောတခုခုနဲ့တူတလို့ပဲတော့ရောမယူဒါပေမဲ့ချွေးပဲနေမှာပါ Okay ဆိုတော့သူလဲလာဝင်နေဗျလာဝင်တော့သူကနည်းနည်းဈေးများရဲ့ဘက်ဟာလေးတော့ကျွန်တော်သူထည့်ပေးလိုက်ပါတယ်ယောက်ျားလေးတယောက်ပါကျွန်တော်ဂျင်မာမှယောက်ျားလေးလက်မခံပါဘူးဒီကောင်နည်းနည်းတန့်ခန့်တိုက်စဉ်းစားမိတယ်တခုကြီးရယောက်ျားလေးဘက်မှာဝေလဲကန်းရှိမိန်းလေးဘက်မှာမကြည့်ဘူးဥပိုင်းလဲနေတာကျွန်တော်စားပေးခြင်းဘလောက်အောင်မြင်လဲဆိုဒီမှာကောင်မလေးတွေပဲလာအပ်ပါတယ်ခင်ဗျာဂျင်ထရိနာလေးကချောလို့တယ်သူ့လည်းကျွန်တော်လက်ခံမိလိုက်ပါတယ် Okay အဲ့ဒါရအောင်နောက်ကတော့ဒီကတော့မရှိဘူးကွာမင်း VIP ပဲရမယ်လက်ရအောင်ဘရုံလက်ငါကျင်ယောက်ျားလေးတိတ်မထားခြင်းလက်ကျွန်တော်ရေမွေးဖြန်းမိလိုက်ပါအောင်မင်းဗျာဒီမှာကောင်မလေးတယောက်ညီမလေးဆင်ပြေးလာမလေးပူမွေးအောင်ရေမွေးဖြန်းမိတာပါညီမလေး Okay ဗျာဒီမှာလည်းဂျင်ထရိနာလေးချောလို့ဆိုရင်ဒီမှာကျွန်တော်ဂျင်လာအပ်ပါတယ် Okay ရပါတယ်ခင်ဗျာဒီမှာလေးနဲ့နည်းနည်းပါနော်
နန်းနေထွက်နေဆိုကျွန်တော်ဒီမှာဂျင်မွေးလေးဖြန်းပြီးလိုက်ပါတယ်ဒီဂျင်ကဝန်ဆောင်မှုလည်းကောင်းပါတယ်ဟာရောတယောက်စုပေါ့ညီမလေးဘာအဆင်မပြေတာရှိလို့လဲညီမလေးကိုကြီးပြောလို့ရပါတယ်ဘာအဆင်ပြေတာဟာရောကောင်ဖုန်ကြောင်အောင်လို့ညမင်းငါကျင်လာပြီဖုန်လာကြောင်လားညမင်းလားရ